ကိုပြောတဲ့စကားတွေကိုတဲ့စာတန်းဘယ်လိုထိုးရမလဲတဲ့ပြောပြပေးပါတဲ့ကိုပြောတဲ့စကားတွေကိုခုလိုမျိုး TikTok ပေါ်မှာ auto caption နဲ့လွယ်လွယ်ကူကူစာတန်းဘယ်လိုထိုးရလဲဆိုတာကျွန်တော်ဒီနေ့လိုက်ပြပေးပါမယ် let's go guys ရင်ဆုံးကျွန်တော်တို့အလယ်မှာရှိတဲ့ plus လေးကိုနှိပ်ပေးပါပြီးရင်ဘယ်ဘက်တောင်အောက်မှာရှိတဲ့ gallery တွေကိုတစ်ချက်ဝင်ပေးပါပြီးရင် gallery ထဲမှာကိုထည့်မဲ့ဗီဒီယိုကိုရွေးပေးပါပြီးရင်တော့ next လေးကိုနှိပ်လိုက်ပါပြီးရင်ညာဘက်မှာရှိတဲ့မြားလေးကိုတစ်ချက်နှိပ်လိုက်ပါအဲ့မှာ caption လေးကိုထပ်နှိပ်လိုက်ပါခဏလောက်စောင့်ပေးပါပြီးရင် language ဆိုတဲ့ဟာလေးကိုနှိပ်ပေးပါအောက်ကိုဆွဲချလိုက်လို့ရှိရင်ကျွန်တော်တို့အောက်မှာ Burmese ဆိုတာလေးရှိပါတယ်အဲ့ကောင်လေးကိုတစ်ချက်ရွေးပေးပါခဏလောက်စောင့်ပေးပါဒါဆိုရင်တော့ကျွန်တော်တို့ပြောထားတဲ့စကားရဲ့ caption လေးတွေကိုသူ့အတူ auto ထိုးပေးထားတာပဲဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့ပြင်ကျင်တာရှိရင်လည်းစာကြောင်းလေးတွေကိုရွေးပြီးတော့ထောက်ပြီးပြင်လို့ရပါတယ်အဆင်ပြေပြီဆိုရင်တော့အပေါ်မှာရှိတဲ့အမှန်ချစ်လေးကိုနှိပ်ပေးပါ edit ထဲရောက်သွားပါလိမ့်မယ်စာကြောင်းကိုသေးကျင်တယ်ကြီးကျင်တယ်ဆိုရင်အောက်မှာရှိတဲ့ caption လေးကိုတစ်ခုခုနှိပ်လိုက်ပါနှိပ်ပြီးရင်သူ့ကိုအကျဉ်းကျယ်လုပ်လို့ရပါတယ်စာရန်ထိုးတဲ့ပုံစံရိုးတယ်ဆိုလို့ရှိရင်အောက်မှာရှိတဲ့ style လေးကိုနှိပ်လိုက်ပါပြီးတော့ကျွန်တော်တို့စာရန်ထိုးတဲ့ animation လေးရွေးလို့ရပါတယ်ကိုကြိုက်တဲ့ရွေးပြီးရင်အပေါ်မှာရှိတဲ့အမှန်ကြီးလေးကိုနှိပ်လိုက်ပါအားလုံးအဆင်ပြေပြီဆိုရင်တော့အပေါ်မှာရှိတဲ့မြားလေးကိုနှိပ်လိုက်ပါပြီးတော့ caption ရေးအောက်မှာ post ကိုနှိပ်ပြီးတော့တင်လို့ရပါပြီကဲဒီလောက်ဆိုရင်တော့တီးလောက်ကြပြီလို့တော့ထင်ပါတယ်သိကျင်တာလေးရှိမှဖြစ်ဖြစ်မေးကျင်တာလေးရှိမှဖြစ်ဖြစ် comment box မှာမေးထားလို့ရပါတယ်ကျွန်တော်တို့ Artemis ပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေမှာဆက်